ဒါလေးကမမင်းခထောင်ဒီဇိုင်းလေးပြန်ပြပေးမယ်နော်ဆောနာကပြတဲ့အယောင်လေးတွေပါပဲဒါပေမဲ့ဒါကကျတော့ခထောင်ဒီဇိုင်းလေးပေါ့နော်မမင်းကဒီဇိုင်းလေး2မျိုးထုတ်ထားပါတယ်ရှင်ဒါလေးကမမင်းတို့ဒီအောက်မှာခထောင်လေးပေါ့နော်ခထောင်လေးဒီဇိုင်းမှာဒါလေးကဘလောက်6ရောင်လေးပေါ့နော်ဒီမျိုးလေးပါရှင်ဒီမျိုးလေးဒါလေးက1ရောင်ပေါ့နော်ဒါလေးကလည်းမမင်းတို့တတလေးတွဲနဲ့တစ်ခါလေးမှာလို့ရရင်နော်မမင်းအဲ့လိုလေးတွဲပြီးတော့ပြပေးမယ်နော်ဒီလိုလေးပါရှင်အလေးရတရားမှာနောက်တရားကကြတော့ပန်းခင်းအရောင်လေးပါရှင်ဒါလေးကလည်းတသားတို့အတွက်လေးနဲ့ရပါတယ်ဒီမျိုးလေးပါဒါလေးကတရားဒါလေးကကြတော့မင်းတို့မိုးပြရောင်လေးပေါ့နော်မိုးပြရောင်လေးပါရှင်ဒါလေးကလည်းမိုးပြရောင်လေးဒါလေးလည်းတသားတို့အတွက်လည်းရတယ်နော်မင်းဒါလေးတေချာလေးပြန်ပြပေးမယ်ဒီလိုမျိုးလေးမင်းတို့ဒီမှာကျဲသီးလာလေးလည်းသုံးပေးထားရနော်သူကခတ်ထောင်လေးပါရှင်ဒီမျိုးလေးကွက်လိုက်မှာခါလေးကထောင်ထောင်လေးပေါ့နော်အဲ့ပုံလေးပါရှင်နောက်တစ်ရောင်ကအဖြူလေးပေါ့နော်မင်းတို့ဒီလိုအဖြူရောင်လေးလည်းတသားတို့တက်ရှိတယ်နော်တနစ်ကနေပြီးတော့မှမင်းတို့ရတယ်နော်ပဲစာရေးလို့ခြင်းလဲတနစ်ကနေပြီးတော့မင်းရှိမှအကုန်ရပါတယ်ရှင်ဒီပုံလေးပါပြီးရင်မင်းတို့ဒီမင်းဝတ်ထားတဲ့အရောင်လေးဒါလေးလည်းခတ်ထောင်လေးနော်ခတ်ထောင်လေးကအနောက်ကောပါတယ်နော်အရှိတွေမဟုတ်ဘူးရှင်အနောက်လေးရောပါပါတယ်ရှင်ဒီပုံလေးပါနောက်တစ်ရောင်ကပန်းကပီအရောင်လေးပေါ့နော်ဒီလိုမျိုးလေးစာလေးတွေအရန်လာတယ်စာလေးနဲ့မင်းတက်ပေးထားတယ်ဒီပုံလေးဒီမျိုးလေးပေါ့နော်အမျိုးလေးအရောင်လေးရတယ်ရှင်နောက်တစ်ရောင်ကကြတော့မင်းတို့ပထောက်6ရောင်ပေါ့နော်ပထောက်6ရောင်လေးပထောက်6ရောင်လေးပါအဲ့ဒါအစောရပြပြီးသွားရင်နော်အဲ့ဆိုမင်းရှိမှဒီပထောက်6ရောင်လေးရမယ်ပြီးရင်ဒီနီညိုလေးရမယ်ပြီးလို့ရှိရင်ပန်းငပိအယောင်လေးရမယ်ရှင်ပြီးလို့ရှိရင်မမင်းတို့အဖြူလေးရမယ်ပန်းငပိရောင်လေးရမယ်အဖြူလေးရမယ်ပြီးရင်မိုးပြလေးရမယ်စံတော့မိုးပြလေးရမယ်နောက်တစ်ရောင်ကမမင်းတို့ပန်းခင်းရံပေါ့နော်ပန်းခင်းရံအယောင်လေးရမယ်ရှင်ဒါလေးတွေမမင်းရှိမှာလက်လီလက်ကဝယ်ယူအားပေးလို့ရပါတယ်ရှင်မမေကဒါလေးတွေကကော်ပိတ်ကပ်ပြီးသားလေးပေါ့နော်ကော်ပိတ်ကပ်ပြီးသားလေးတွေပါရှင်ကော်ပိတ်ကပ်ပြီးသားလေးလာတယ်နော်မမေတို့လုံးဝခတ်ထောင်လေးနော်လုံးဝအထောင်လေးပဲမမေလုပ်ပေးထားတယ်ပြီးရင်အနောက်မှာလည်းမမေတို့လိုမျိုးခတ်ထောင်လေးပါတယ်နော်အနောက်လေးရောပါတယ်ရှင်ဇာလေးဆိုလည်းမမေအနောက်မှာအကုန်လုံးတက်ပေးထားရပေါ့နော်ပြီးလို့ရှိရင်မမေတို့ဒီတသားတို့17လေးဆိုလည်းလုံးဝတက်တက်ရဲရဲမင်းတို့17လေးဆိုလည်းအနီးကပ်လေးကြည့်လိုက်နော်တော့မှကျဲသီးဖောက်ပြီးတော့မှမမင်လလပပတရက်လေးမမင်လုပ်ပေးထားတယ်ရှင်ပခုံးမှာရှိမှဆက်ကြောင်းလေးပါတယ်ပေါ့နော်